တချို့ຢာတွေကကိုယ်တိုင်မကြုံမှုတည်းဘယ်တော့မှယုံမှာမဟုတ်ဘူးဆိုတာလွန်ခဲ့တဲ့2 နှစ်လောက်ကနေခဲ့ဘူးတဲ့တိုက်ခန်းဟောင်းလေးကကျွန်တော်ကိုလက်တွေ့တင်ပေးသွားခဲ့ပါတယ်အလုံးနဲ့နီးအောင်လို့ဆိုပြီးတော့မြို့ရဲကဝန်ဆောင်မှုလုပ်ငန်းတွေပေါ်တဲ့ရက်ကွက်ဟောင်းတစ်ခုမှာကျွန်တော်တိုက်ခန်းငှားပြီးတော့နေခဲ့တယ်အပေါ်ဆုံးထက်အခန်းကလည်းကျယ်ဝန်းပြီးတော့အပြင်စင်ကရှေးကြပေမဲ့တက်ရက်တဲ့ထိုးစမ်းတာငါးကပေါက်ဈေးထက်တဝက်နီးပါးတက်တာနေတာပဲပွဲစားတော်ကြီးကတော့အင်ရှင်တွေနေပြောင်းသွားလို့အမြန်ငှားတာပါလို့အကြောင်းပြပေမဲ့ကျွန်တော်ပြောင်းလာမယ့်နေ့မှာသူမှာခဲ့တဲ့စကားတစ်ခုကထူးခြားနေတယ်မောင်လေးဒီအိမ်မှာအသားငါးစားလို့ရတယ်ဒါပေမဲ့အမဲသားတော့လုံးဝမစားမိစေနဲ့နော်ဒါအင်ရှင်ရဲ့ကန့်သက်ချက်မို့လို့တေချာလေးလိုက်နာပေးပါတဲ့ကျွန်တော်ကလည်းအမဲသားကိုတိတ်ပြီးတော့စားလေးမရှိတဲ့သူဆိုတော့ဟုတ်ကဲ့ပါလို့ပဲခပ်ပေါ်ပေါ်ပြန်ဖြေခဲ့မိတယ်ဒါပေမဲ့အခန်းထဲမှာစပြီးတော့ခြေချကြတဲ့ကစိတ်ထဲမှာတမျိုးကြီးခံစားရတယ်6ကက်ကက်နဲ့အမြဲတမ်းလူတယောက်ယောက်ကကိုယ်ကြောဘက်ကနေစောင့်ကြည့်နေတယ်လို့ခံစားချက်မျိုးအမြဲတမ်းရနေတတ်တယ်အစတုန်းကတော့ကို့ဘာသာအလုပ်တွေပင်ပန်းလာလို့အခန်းအသစ်မှာနေရာစိမ့်နေလို့စိတ်ထင်တာပဲဆိုပြီးတော့တွေးခဲ့လိုက်တာအစပိုင်းမှာတော့တေးသေးမွှားမွှားလေးတွေပါဒီနေ့တော့ကျွန်တော်ရုံးကပြန်လာပြီးတော့စပွဲပေါ်တင်ထားပြီးတော့ရေသွားချိုးတယ်ရေချိုးပြီးပြန်ထွက်လာတော့တွေကဂရင်မော်ရောက်နေတာပေါ့ကျွန်တော်လည်းတေချာသတိမထားမိတော့ကိုယ့်ဘာကိုပဲဂရင်မော်မှာပြစ်တင်ထားလိုက်မိတယ်လို့ထင်ခဲ့တာတေးသေးချာချာပိတ်ထားခဲ့တဲ့ရေချိုးခန်းတကမနက်နိုးလာရင်ဟနေတာမျိုးတစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်တာတွေ့တော့မှတခုခုတော့ထူးဆန်းနေပြီဆိုတာကိုသိလိုက်ရတယ်အစတုန်းကတော့ကြွကြောင်လားလေးတိုက်လိုပဲလားဆိုပြီးတော့ထင်နေခဲ့မိတာညဘက်တွေအိတ်မပြောဘဲနဲ့လန့်လန့်နိုးလာရင်တော့တခုခုကစိုက်ကြည့်နေတယ်လို့ခံစားရပြီးတော့ပြန်အိတ်လို့မရတော့တာမျိုးတွေလည်းခဏခဏဖြစ်လာတယ်ဒါပေမဲ့အဲ့ဒီညတုန်းကအဖြစ်အပျက်ကတော့ကိုဆက်ပြီးတော့လှည့်စားလို့မရတော့တဲ့အခြေအနေပါပဲအဲ့ဒီနေ့ကတောက်ကြနေညဖြစ်တာမို့လို့ရုံးပိတ်ရက်အတွက်အပန်းဖြေဖို့ညနဲ့တဲ့အထိရုပ်ရှင်ကြည့်ရင်ဘီယာတောက်ဖို့ပြင်လိုက်တယ်အမီးအတွက်ဝတ်သားကြောက်ဝယ်မလို့လုပ်ပေမဲ့စိုက်မှာအမဲသားကြောက်ပဲရှိတာနဲ့ရှိတာပဲဝယ်လာခဲ့မိတယ်ပွဲစားအတော်ကြီးရဲ့သတိပေးချက်ကအဲ့ဒီအချိန်မှာကျွန်တော်အုံနောက်ထဲလုံးဝရှိမနေတော့အပြင်မှာမိုးကလည်းတဲတဲမဲမဲရွာနေတယ်ရုပ်ရှင်ကြည့်နေတော့မှပဲဘုံကနေမီးပြတ်သွားတော့တရက်ကွက်လုံးမှောင်တိကျသွားတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ထိုင်နေတဲ့ဆိုဖာဘေးကနေခြေတံကြားလိုက်ရတယ်ဓမီနဲ့ထိုးကြည့်တော့လည်းဘာမှမရှိဘူးအဲ့ဒါနဲ့ကျွန်တော်လည်းအခန်းထဲကိုဝင်ပြီးတော့ဖုန်းသုံးနေခဲ့တာအမဲသား6ထုတ်ကြီးကတော့အေရှိယာစပွဲကုံမှာကြံခဲ့တယ်အခန်းထဲမှာကျွန်တော်ဖုန်းမိအောင်မိန်လေးရလွှဲရင်အမောင်တို့ကကြီးစိုးနေတယ်မိုးအေးနဲ့ဂရင်မော်မှာပက်လက်လန်ပြီးဖုန်းသုံးနေရင်ကနေမေးကနေအိပ်ပျော်သွားခဲ့တယ်အဲ့ဒီမေးကနေအိပ်ပျော်သွားတဲ့အချိန်မှာအခန်းထောင်ကနေခြေတံတူတူလေးပြန်ကြားရပြန်တယ်ကျမ်းပြင်ပေါ်မှာအဝတ်စားတစ်ခုကိုဆွဲသွားတယ်လို့မျိုးရှက်တိုက်ရှောက်လာတဲ့အတန်ဒီအတန်ကအပြင်ကနေလာတာမဟုတ်ဘူးကျွန်တော်အခန်းထဲမှာတင်ပဲ့တင်ထက်နေတာပိုဆိုးတာအဲ့ဒီခြေတံကကျွန်တော်ဂရင်ဘက်ကိုတဖြည်းဖြည်းနီးကပ်လာနေတာပဲကျွန်တော်တကိုယ်လုံးကသွေးတွေစုပွက်လာတယ်လို့ခံစားရပြီးတော့ကြောက်လွန်းလို့စောင်းခေါင်းမူးချုံလိုက်တယ်မျက်လုံးကိုဖွင့်ကြည့်ဖို့ကြိုးစားပေမဲ့ကြောက်စိတ်ကြောင့်မျက်ခွန်တွေကအတင်းကိုပိတ်ထားရတာဖြစ်နေတယ်ခန္ဓာကိုယ်ကြီးကလည်းအကျော်သေးနေတယ်လို့ပဲ
တစ်ချက်လေးတောင်လှုပ်လို့မရတော့အဲ့ဒီအချိန်မှာပဲဆေးရုံကဆေးနှံကြီးလိုတစ်ချက်ပုတ်စော်နံတဲ့အနံ့တွေကနှာခေါင်းထဲကိုဒိုင်းကနေဝင်လာတယ်အစိုးဆုံးကအဲ့ဒီခြေတန်းကကျွန်တော်ကရင်ဘေးမှာလာရက်သွားတယ်အဲ့ဒီအချိန်မှာပဲကရင်ရဲ့ခြေရင်ပတ်မှုရာကလူတယောက်လာထိုင်လိုက်တယ်လို့မျိုးအောက်ကိုတိတိတတ်တာကြီးနှိမ့်ဆင်းသွားတာပါပဲစပရိန်မှုရာဣကြသွားတဲ့အတန်ကိုနားထဲမှာရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်ပြီးတော့ကျွန်တော်တကိုယ်လုံးကိုအေးဆက်ဆက်အရာတစ်ခုကလာထိနေတယ်ဆိုတာစောင်းအပားလေးပေါ်ကနေတော့တဲတဲကွယ်ကွယ်သိနေရတယ်အဲ့ဒီအထီးအတွေ့ရသွေးလေပတ်မှုမရှိတော့ဘဲနဲ့အေးဆက်နေတဲ့လူတွေအလောင်းတစ်လောင်းရဲ့အသားလိုမျိုးအေးနေတာပဲပြီးတော့တုံရီပြီးရှာတတဖြစ်နေတဲ့အတန်ကြီးကကျွန်တော်နာနာမှာကပ်ပြီးတော့ပြောလိုက်တယ်ငါလည်းအမဲသားစားခြင်းနဲ့အသက်ရှူဖို့တော့မေ့သွားသလိုပဲလေချောင်းထဲမှာအတန်တွေတစ်ဆို့နေပြီးတော့ရင်ဘတ်တစ်ခုလုံးပောက်ကွဲထွက်တော့မလို့ခုန်နေတယ်နားထဲမှာအသက်ရှူတိုင်းပြင်းပြင်းကြီးကတစ်ချက်တိုးဝင်နေတော့ကျွန်တော်အပေါ်စီးကနေငုံကြည့်နေတယ်ဆိုတဲ့အတိကြောင့်ယူမတက်ကြောက်လာပြီးတော့စိတ်ထဲကနေဖျားစာကိုအတင်းရွတ်နေမိတယ်ဘလောက်ကြာသွားမှမသိလိုက်ဘူးလေပြင်းတစ်ချက်အဝေးမှာပရင်းမောက်တကာဝုန်းငနေရိုက်မိသွားတဲ့အတန်ကိုကြားတော့မှကရင်မောကအလေးချိန်ကရုတ်တရက်ပျောက်ကွယ်သွားတယ်အဲ့ဒီတော့မှအခန်းထဲမှာလဲပုံမှန်လေတို့ပြန်ဖြစ်သွားတယ်အခုလေအမဲသားနဲ့ရလိုက်တိုင်းအဲ့ဒီညအေးဆက်ဆက်အထီးအတွေ့နဲ့ငါလဲစားခြင်းနဲ့ဆိုတဲ့အတန်ကြီးကနားထဲမှာပြန်ပြီးတော့ကြားနေမိတော့မှာပဲကျွန်တော်တို့တငယ်ချင်းလေးယောက်အလုပ်တွေပြိနေတာနဲ့စိတ်ပန်းဖြေဖို့ဆိုပြီးတော့ကလောကိုနားရက်လေးရတော့ခရီးထွက်ခဲ့ကြတယ်ရန်ကုန်ကနေညကားစီးမနေ့စောစောကလောကိုရောက်တော့မြူနင်းတွေရဲ့ကြားထဲမှာအရန်ကိုတာယာနေတာပေါ့ဟိုတယ်မှာအထုပ်အပိုးတွေချပြီးတာနဲ့ကျွန်တော်တို့ကြိုတင်စီစဉ်ထားတဲ့အတိုင်းဒေတာခံလမ်းပြတယောက်နဲ့အတူတူ trekking စတက်ခဲ့ကြတယ်တောင်ပေါ်တက်တဲ့လမ်းတစ်လျှောက်မှာရှုခင်းတွေကအရန်ကိုတတရရနဲ့တကယ်လှတယ်ဗျာဒါပေမဲ့နေ့လယ်ပိုင်းတောင်ကုန်းတစ်ခုကိုကြော်ပြီးတောဆက်လေးတစ်ခုတည်းကိုဖြတ်အဝင်မှာတော့ပဝန်းကျင်ကရုတ်တရက်အေးစိမ်သွားသလိုပဲအဲ့ဒီနေရာမှာတစ်ပင်ကြီးတွေကအုံဆိုင်နေပြီးတော့လမ်းဘေးမှာဟောင်းနွမ်းပြက်စီးနေတဲ့နတ်စင်တစ်ခုနဲ့ဇေဒီပြက်လေးတစ်စုရှိနေတယ်အဲ့ဒီမှာရင်တငယ်ချင်းတယောက်ဖြစ်တဲ့သူရကတအားပါဆက်ဆော်တယ်ဇေဒီနာကမြေပုံဟောင်းကိုခြေထောက်နဲ့ခတ်ဆက်ဆက်လေးကန်လိုက်ရင်းနဲ့ဒီလိုနေရာမှာနေရတာပြင်းစရာကြီးနော်ပြီးရင်ငါတို့နဲ့ဟိုတယ်လိုက်ခဲ့ပြီးတော့ဝီစကီလေးပါလေးလာတော့ပါလားအဲ့ဒီလိုရီမောပြီးတော့ပြောလိုက်တယ်လမ်းပြဖြစ်သူကမျက်နှာပြတ်သွားပြီးတော့ညီလေးတို့ဒီနေရာပိုင်ရှင်ရှိတယ်အဲ့လိုမျိုးပါဇက်နဲ့မစော်ကားရအောင်အဲ့ဒီလိုလေသာမမာနဲ့တားပေမဲ့ကျွန်တော်တို့ကတော့နောက်တာပါဆိုပြီးပေါ့ပါပဲသဘောထားခဲ့ကြတယ်ညနေဆောင်လို့ဟိုတယ်ကိုပြန်ရောက်တော့အကုန်လုံးကပင်ပန်းနေကြပြီကလောရဲ့ထုံးစံအတိုင်းဟိုတယ်ကတောင်ကုန်းပေါ်မှာဆိုတော့ညဘက်ဆိုရင်လူသူကင်းပြီးတိတ်ဆိတ်နေတာပဲကျွန်တော်တို့တဲတဲ့အခန်းကရှေးဟောင်းအိမ်ကြီးကိုပြန်ပြင်ထားတာမို့လို့တစ်သားနဲ့ရံတွေနဲ့အတော်လေးခန့်ညားပေမဲ့ညဘက်ကျတော့နည်းနည်းလေးမှောင်မိုင်းရှိလာတယ်ည7 နာရီလောက်မှာပင်ပန်းနေကြတော့အားလုံးကအိပ်ပျော်နေကြပြီကလောရဲ့အေးတဲ့ကြောင့်ကျွန်တော်ခဏနိုးလာတဲ့အချိန်မှာပဲ3 နာရီလောက်တော့ရှိမယ်ထင်တယ်အခန်းအပြင်ဘက်ကတစ်သားစင်းညံပေါ်မှာလမ်းလျှောက်လာတဲ့ခြေတံတစ်ခုကိုကြားလိုက်ရတယ်အစတုန်းကတော့ဟိုတယ်ဝန်ထမ်းလျှောက်နေတယ်လို့ပဲထင်တာဒါပေမဲ့အဲ့ဒီခြေတံကကျွန်တော်တို့အခန်းရှိမှာရက်သွားတယ်
ခဏနေတော့အခန်းတကားကိုတယောက်ယောက်ကအပြင်ကနေတောက်နဲ့လာပြီးတော့ခောက်တယ်။ဘသူလဲလို့မေးဖို့ပြင်နေတော့မှာပဲ။တကားအောက်ခြေကနေသွေးညီနှံလိုရှော့နှံလိုအနံ့ဆိုးကြီးတစ်ခုကအခန်းထဲကိုတိုးဝင်လာတယ်။အဆိုးဆုံးကတော့စောစောကပါဇက်ဆော့ခဲ့တဲ့သူရကသူ့ကရင်ပေါ်မှာလူးလိမ့်ပြီးအသက်ရှူရကြက်တယ်လို့မျိုးအတန်တွေထွက်လာတာပဲ။ကျွန်တော်တို့တငယ်ချင်း၃ယောက်လုံးလှန့်နိုးလာပြီးတော့သူ့စီကိုသွားကူဖို့လုပ်ကြတယ်။ဒါပေမဲ့ထူးဆန်းတာကျွန်တော်တို့ဘယ်သူမှကရင်မော်ကနေဆင်းလို့မရဘူး။တကိုယ်လုံးကိုအလေးတစ်ခုကဖိထားတယ်လို့မျိုးအတန်ထွက်ပြီးတော့တယောက်ကိုတယောက်ခေါ်ဖို့ကြိုးစားပေမဲ့လေချောင်းထဲမှာတဲ့အတန်တွေကပျောက်နေကြတယ်။ကျွန်တော်တို့မျက်လုံးထဲမှာမြင်နေရတာကသူရရဲ့ကရင်ချေရင်မှာအရက်ကအခန်းမျက်နှာချက်နဲ့ထိလူနေပါရှေ့လွန်းနဲ့အရေးမဲကြီးတစ်ခုကမတ်တက်ရက်နေရပါအဲ့ဒီအရေးကကိုကိုင်းပြီးသူရရဲ့မျက်နှာနာအထိကတ်သွားပြီးတော့လိုက်ခဲ့ပြီမင်းခေါ်လို့လိုက်ခဲ့ပြီအဲ့ဒီလိုလေချောင်းတန်ကြီးနဲ့ခတ်တိုးရေရွတ်နေအရန်တိတ်ဆိတ်နေတော့အဲ့ဒီအတန်ကြီးကိုအတိုင်းသားကြားနေရတာအဲ့ဒီအဖိုးကြီးအတန်လူတန်နဲ့မတူပဲနဲ့အရန်ခြောက်ချဖို့ကောင်းတယ်ကျွန်တော်တို့တငယ်ချင်းတွေသူရကိုဝိုင်းကူခြင်းမဲ့လက်တစ်ချောင်းတောင်လှုပ်လို့မရဘဲနဲ့ကြည့်နေရရုံပဲရှိတယ်သူရကတော့မျက်လုံးကြီးအပြူးသားနဲ့အသက်ရှူရကြက်ပြီးလက်တွေနဲ့လေထဲကိုရက်ကန်နဲ့လှုပ်နေရှာတယ်ကျွန်တော်တို့အားလုံးမျက်ရည်တွေဝိုင်းပြီးတော့စိတ်ထဲကနေဖျားစာတွေအပြိုင်ဆိုင်ရွတ်နေပေမဲ့အဲ့ဒီအနံ့ဆိုးကြီးနဲ့အရေးမဲကြီးကအခန်းထဲမှာမနက်လင်းခါနေအထိရှိနေခဲ့တာပါမနက်9 နာရီလောက်နေအောင်ကြီးဖြော့လေးလင်းလာတော့မှကျွန်တော်တို့အားလုံးကိုလက်လှုပ်ရှားလို့ရတော့မှာပဲသူရစီကိုအပြေးလွှာသွားကြည့်ကြတယ်သူရကတော့သတိမေးလူနေပါဖြစ်နေပြီးမျက်နှာတစ်ခုလုံးဖြူရောနေတယ်သူ့ရဲ့ခြေသလုံးနှစ်ဖက်စလုံးမှာရှော့ပေနေတဲ့လက်ဝါးရာကြီးနှစ်ခုကညိုမဲဆွဲနေတာတွေကိုတွေ့လိုက်ရတဲ့အချိန်မှာကျွန်တော်တို့အားလုံးစက်သိန်းတွေထသွားကြတယ်ထူးဆန်းတာကျွန်တော်တို့အခန်းထဲကဘယ်နေရာမှရှော့မရှိတာပါပဲတော်သေးတာကတော့သူရကိုဘာမှလုံးမသွားလို့ပဲကျေးဇူးတင်ရမယ်ကျွန်တော်တို့အဲ့ဒီနေ့မှာတည်းမယ်ဟိုတယ်ကနေချက်ချင်းဆင်းခဲ့ကြတယ်ကလောရဲ့တာယာတဲ့တောင်တန်းတွေနောက်ွယ်မှာကျွန်တော်တို့မမြင်နိုင်တဲ့မစော်ကားတဲ့အရာတွေရှိနေတတ်တယ်ဆိုတာအဲ့ဒီညတော့ကတရားပါသင်ခန်းစာပါပဲအခုထိလဲတောတောင်တွေစီကိုခရီးသွားရင်ဗဇက်ကိုအထူးဆင်ခြင်ရမယ်ဆိုတာကျွန်တော်တို့တငယ်ချင်းတတိုက်အမြဲတမ်းသတိပေးပြကြပါတော့တယ်2006 ခုနှစ်လောက်တုန်းကပေါ့အဲ့ဒီတုန်းကကျွန်တော်ပစွန်တောင်ဘက်မှာအလုပ်လုပ်တာညဘက်အလုပ်ဆင်းချိန်နောက်ကြတော့ထုံးစံအတိုင်းပဲလမ်းလျှောက်ပြီးတော့ပြန်လာခဲ့ရန်ကုန်ရဲ့ညနေပိုင်းလမ်းမတွေကတိတ်ဆိတ်လွန်လာပေမဲ့အဲ့ဒီညကတော့ပုံမှန်ထက်ကိုပိုပြီးလေးလံထိုင်းမိုင်းနေတယ်လို့ပဲလမ်းလျှောက်လာရင်နဲ့ဟိုးအရင်တော့ကလူသေးဆုံးမှုတွေရှိခဲ့ဘူးတဲ့ခါမဟောင်းကြီးတစ်ခုရှိကိုရောက်လာတယ်နာမည်တော့အတီလင်းထဲမပြောတော့ပါဘူးအဲ့ဒီနားကိုအရောက်မှာပဲမိုးကရုတ်တရက်ဝေါကနေရွာချလာလိုက်တော့တာကျွန်တော်လဲတခြားပြေးစရာနေရာမရှိတာနဲ့ခမ်းမကြီးရဲ့အဝင်ဝအမိုးလွတ်ရုံနေရာလေးမှာပဲကပ်ပြီးတော့မိုးခိုလိုက်မိတယ်ပတ်ဝန်းကျင်ကမှောင်မဲနေပြီးတော့မိုးဆက်တွေကတန်တကားဟောင်းကြီးကိုလာမှန်တဲ့အတန်းလွဲရင်ဘာမှမကြားရဘူးမိုးတိတ်တာဆောင်ရင်ပြင်းလာတာနဲ့တချင်းနားထောင်မဲဆိုပြီးတော့ MP3 လေးထုတ်လိုက်တဲ့အချိန်မှာပဲကျွန်တော်ရဲ့ညာဘက်ပခုံးမုံအေးဆက်ဆက်အလေးချိန်တစ်ခု
ဖိကြလာသလိုခံစားလိုက်ရတယ်အစတော့ကတော့မိုးရေစက်တွေဆင်လာတယ်လို့ပဲထင်တာဒါပေမဲ့အဲ့ဒီအေးဓာတ်ကအသားရဲ့အထိစိတ်ဝင်သွားပြီးတော့ကျွန်တော်တကူလုံးလှုပ်ရှားလို့မရတော့အောင်တောင့်တင်းသွားတယ်ပြီးတော့ကျွန်တော်နှစ်ရွက်နားလေးတင်တကယ်ကိုကတ်လျက်မှာလူတစ်ယောက်ကအသက်ပြင်းပြင်းကပ်ပြီးတော့ရှူနေတဲ့အတန်ကိုကြားလိုက်ရတယ်လေတူကလည်းရုတ်တရက်အေးဆက်သွားပြီးတော့ပုံစော်နန်းနန်းအနံ့တစ်ခုကနှာခေါင်းထဲကိုဝေကနေတိုးဝင်လာတယ်အမိုက်နဲ့မျိုးမဟုတ်ဘဲနဲ့တခုခုပုတ်တိုးနေတဲ့အနံ့ဒါမှမဟုတ်မီးလောင်ထားတဲ့အသားနဲ့လိုမျိုးကျွန်တော်ကြောက်ကြောက်နဲ့ဘေးကိုလှည့်ပြီးတော့ကြည့်လိုက်မိတယ်ဘယ်သူမှမရှိဘူးဒါပေမဲ့အဲ့ဒီမောင်မဲနေတဲ့ခမ်းမကြီးတွေကနေပြီးတော့အမျိုးသမီးတယောက်တောက်ဖက်နှံစီပြီးလမ်းလျှောက်လာတဲ့အတန်ကိုအတိုင်းသားကြားလိုက်ရတယ်အတန်ကအခန်းအမှောင်ထဲကနေကျွန်တော်စီကိုဖြည်းဖြည်းချင်းနီးကပ်လာနေတာကျွန်တော်လည်းအဲ့ဒီတော့မှသတိပြန်ဝင်ပြီးတော့မိုးရဲရေထဲကိုပြေးထွက်ခဲ့မိတယ်ဒါပေမဲ့ပြေးနေရင်နဲ့ခါကနေတစုံတစ်ယောက်ကလှမ်းဖတ်ထားသလိုမျိုးလေးလံနေပြီးတော့ခြေလမ်းတွေကရှေ့ကိုတိုးလို့မရတော့အဲ့ဒီအချိန်မှာပဲနားထဲကိုတိုးတိုးလေးကပ်ပြောလိုက်တဲ့အတန်ကမပြေးပါနဲ့ငါတို့နဲ့အတူတူဈေးဝယ်ရအောင်လေတဲ့အဲ့ဒီအတန်တိုးပင်မဲ့ပြတ်သားလွန်းလို့ကြောရိုးတစ်လျှောက်စိတ်ငနေဖြစ်သွားပြီးတော့အုံနောက်ကပြေးတော့ဆိုတဲ့အချက်ပေးတန်တစ်ခုတည်းကိုပဲသိတော့တယ်နောက်ကိုလုံးဝလှည့်မကြည့်ပဲနဲ့မိုးရေထဲကိုဒုံဆိုင်ပြေးထွက်ခဲ့မိတယ်လမ်းမကြီးပေါ်ကိုရောက်ဖို့ခြေလမ်းအနှဲငယ်ပဲဝေးပေမဲ့အဲ့ဒီအချိန်မှာတော့အဝေးကြီးလို့ထင်နေရတယ်ပြေးနေရင်နဲ့ကျွန်တော်ပခုံးကိုအနောက်ကနေလက်အေးဆက်ဆက်ကြီးတစ်ဖက်နဲ့လှမ်းဆွဲလိုက်သလိုခံစားလိုက်ရတဲ့ခဏမှာကျွန်တော်အရှိန်လွန်ပြီးတော့လမ်းပေါ်မှာမှောက်ရက်လဲကျသွားခဲ့တယ်ဒူးတွေလက်တွေပုံးပဲ့ကုန်ပေမဲ့ကျွန်တော်နာကျင်မှုကိုမသိတော့ဘူးအဲ့ဒီအချိန်မှာအမောင်ထဲကနေလက်တွေအများကြီးကကျွန်တော်ခြေထောက်တွေကိုလှမ်းဆွဲဖို့ကြိုးစားနေတယ်လို့မြင်ရောက်လာတာနဲ့ကုန်းယုံပြီးတော့ပြန်ထခဲ့တယ်ဟဲ့လူဘာဖြစ်တာလဲအဲ့ဒီလိုអော်ပြီးတော့မေးလိုက်တဲ့အတန်ကိုကြားလိုက်ရတော့မှကျွန်တော်သတိကပ်သွားတယ်ကြည့်လိုက်တော့လမ်းမကြီးအတိုင်းမောင်းလာတဲ့တက္ကစီတစ်စီးကကျွန်တော်အနားမှာရပ်ထားတာကျွန်တော်တကားကိုအလံတကြားဆွဲဖွင့်ပြီးတော့ကားထဲကိုပြစ်ဝင်လိုက်မိတယ်ကားဆရာကကျွန်တော်ကိုကြောင်ကြည့်နေနေညီလေးဘာဖြစ်လာလဲတကူလုံးနဲ့တုံနေတာပဲအဲ့ဒီလိုမေးရှာတယ်ကျွန်တော်ဘာမှပြန်မပြောနိုင်တော့ဘဲနဲ့အနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာမိုးရေတွေကြားရကနေအဲ့ဒီအဆောက်အအုံဟောင်းကြီးရဲ့မှောင်မဲနေတဲ့ဝင်းထဲမှာမိန်းမပုံစံလူရိပ်တစ်ခုကကျွန်တော်ထွက်သွားတာကိုငြိမ်ပြီးစိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်ကားကအဝေးရာကိုမောင်းထွက်လာတဲ့အထိကျွန်တော်ရှင်ဘတ်ထဲကနှလုံးခုန်သန်းစီးတက်မမှန်သေးဘူးအဲ့ဒီညကနေစပြီးတော့ကျွန်တော်အဲ့ဒီဘက်လမ်းကိုအခုထိညဘက်ဆိုရင်လုံးဝခြေဦးမလဲတော့ပါဘူးအခုထိလဲအဲ့ဒီအတန်ကိုကြားရောက်မိနေတော့မယ်ငါတို့နဲ့အတူတူဈေးဝယ်ရအောင်လေဆိုတာကြီးကတကယ်ကိုကြောချမ်းစရာကြီးပါပဲနောက်ဆုံးနဲ့စာမေးပွဲဖြေရမယ့်မနက်ခင်းဆိုတာမျိုးကဘလောက်ပဲပြင်ဆင်ထားပါစေရှင်ထဲမှာတစ်မျိုးကြီးအေးဆက်ပြီးတော့တုန်လှုပ်နေတတ်တာမျိုးပါအဲ့ဒီနေ့ကပိုဆိုးတာမိုးကတဖွဲဖွဲရွာနေတော့ပတ်ဝန်းကျင်တစ်ခုလုံးကမှိုင်းညို့ပြီးတော့အေးဆက်နေတယ်စာမေးပွဲခန်းထဲကိုမဝင်ခင်နိုင်ဝက်လောက်အလိုမှာပဲဘိုက်ထဲကရစ်ပြီးတော့နာလာတာနဲ့ကျောင်းဆောင်အောက်ထပ်ကအစွန်ဆုံးအိမ်သားစီကိုအမြန်ပြေးခဲ့ရတယ်အိမ်သားမှာတရေ6တယ်လို့နာမည်ကြီးလို့အရင်ကျောင်းတက်တုန်းကတော့တငယ်ချင်း3-4ယောက်လောက်စုပြီးတော့မှတွားကြတာအခုကစာမေးပွဲဆိုတော့တငယ်ချင်းတွေလည်းစာပြန်နှွေးနေတာနဲ့မနှောက်ယှက်ချင်တာမို့လို့
ဒီတရက်တော့တယောက်တည်းသွားတာမချောက်နိုင်တော့ပါဘူးဆိုပြီးတော့အရေးစွန်သွားလိုက်တယ်အဲ့ဒီအချိန်မှာကျောင်းသားအများစုကစာမေးပွဲခန်းထဲမှာစာပြန်နှွေးနေကြတာမလို့အိမ်သာဘက်မှာလူရိပ်လူချေလုံးဝမရှိဘူးလုံးဝကိုတိတ်ဆိတ်လို့အိမ်သာထဲဝင်ချင်းမှာအခန်းအားလုံးကိုတစ်ချက်ကြည့်လိုက်တော့တကားတွေကဟာစီနဲ့လူတစ်ယောက်မှမရှိဘူးတိတ်ဆိတ်လွန်းလို့ကိုခြေတန်းအောင်ကိုပြန်လန့်နေရတယ်ကျွန်တော်လည်းအလေခန်းထဲကိုဝင်ပြီးတော့တကားကိုကြက်ထိုးလိုက်တယ်ကိစ္စရှင်းနေတော့မှပဲရုတ်တရက်ဘေးကရဲ့အခန်းထဲကနေတကားကြက်ထိုးလိုက်တဲ့အတန်အကျယ်ကြီးထွက်လာတယ်ကျွန်တော်ခဏတော့ကြောက်သွားတယ်ခုနကလူမရှိပါဘူးဘယ်အချိန်ကတယောက်ရောက်လာလဲအဲ့ဒီလိုတွေးမိတာပေါ့ဒါပေမဲ့ခြေတံလည်းမကြားရအောင်အိမ်သားတွေကိုဝင်လာတဲ့တကားဖွင့်တံလည်းမကြားရဘူးလို့တွေးနေတော့မှာပဲဘေးခန်းထဲကနေရေခွက်နဲ့ရေခတ်တဲ့အတောင်ထပ်ပြီးတော့ကြားရပြန်တယ်ကျွန်တော်စိတ်ထဲမှာတော့ငါမမြင်လိုက်ပဲနဲ့တယောက်ရောက်နေတာနေမှာပါလို့တွေးပြီးတော့အာယုံပြောင်းမှုစူးစမ်းပေမဲ့တခုခုကလွဲနေတယ်ဘေးခန်းကလူကရေခတ်နေပေမဲ့ရေလောင်းချတဲ့အတန်လုံးဝမကြားရအောင်ရေခွက်နဲ့ရေကန်ထဲကိုခတ်နေတဲ့အတန်ပဲတရဆက်ကြားနေရတာမသိငါရာနဲ့အသက်ရှူအောင်ပြီးတော့တကားအောက်ခြေကနေဘေးဘက်ခန်းကိုအသာလေးငုံကြည့်မိတယ်ဘာမှလည်းရှိမနေဘူးဘေးခန်းရဲ့ကျမ်းမြေပေါ်မှာဘာဖနှမ်းမှလည်းမရှိသလိုလူခြေထောက်ဆိုတာလည်းလုံးဝမမြင်ရအောင်ဒါပေမဲ့အဲ့ဒီအခန်းထဲမှာရေခွက်ကတော့ရေကန်ထဲကိုမြုပ်လိုက်ပေါ်လာလိုက်နဲ့သူ့အလိုရေခတ်နေတဲ့အတန်ကအဆက်မပြတ်ထွက်နေတော့မယ်အဲ့ဒီအချိန်မှာအဆိုးဆုံးကဘေးခန်းထဲကနေတစုံတစ်ယောက်ကနံရံကိုလက်သေးနဲ့ကုတ်ချစ်လိုက်တဲ့အတန်ကကျွန်တော်နာကက်ရက်ကနံရံကနေထွက်လာတာပဲတစ်ဖက်လူကကျွန်တော်ဒီထဲမှာရှိနေတာကိုသိနေတယ်လို့မျိုးကျွန်တော်ကြောက်လွန်းလို့အတန်အောင်မထွက်ရတော့ဘူးကိစ္စပြီးရနဲ့ဂျက်ကိုအသာလေးဖြုတ်တကားကိုအတန်မထွက်အောင်ဖွင့်ပြီးတော့ခြေပြားထောက်ပြီးအပြင်ကိုခတ်တော့ရှောက်လာခဲ့တယ်အပြင်ကိုရောက်တော့ဘေးစင်ကမှန်နေရနေဘေးကအခန်းတကားကိုလှမ်းကြည့်မိတယ်အဲ့ဒီအခန်းကဂျက်ထိုးထားတော့မယ်အထက်ကနေနံရံကိုလက်သေးနဲ့ကုတ်နေတယ်လို့အတန်တွေလည်းထွက်နေတော့ကျွန်တော်လက်ကိုတော့မစေးနိုင်တော့ဘဲနဲ့အပြင်ကိုပြေးထွက်ဖို့ကြိုးစားခဲ့တကားဝါကိုရောက်တော့မှစိတ်ထဲမှာမတင်မကျဖြစ်နေတာနဲ့နောက်ဆုံးတစ်ခေါက်ဆိုပြီးတော့ပြန်လှည့်ကြည့်လိုက်မိတယ်အဲ့ဒီအချိန်မှာပဲခုနတော့ဂျက်ထိုးထားတဲ့ဘေးခန်းတကားကသူ့အလိုဖြည်းဖြည်းလေးပဲပွင့်လာတယ်အထဲမှာဘယ်သူမှရှိမနေဘူးအိမ်သာခွက်ပေါ်မှာလည်းဘာမှမရှိဘူးဒါပေမဲ့ကျမ်းမြေမော်ရှိတွေကတော့တစုံတစ်ယောက်ကလမ်းလျှောက်သွားတယ်လို့မျိုးခြေရအဆူလေးတွေထင်ကြံနေခဲ့တယ်ကျွန်တော်နောက်ထပ်တစ်စက္ကန့်အောင်ထပ်မနေရတော့တကားကိုဆွဲဖွင့်ပြီးတော့အပြင်ကိုဝုန်းကနေပြေးထွက်ခဲ့တယ်စာမေးပွဲခန်းထဲကိုရောက်တဲ့အထိအနောက်ကိုလှည့်မကြည့်ရဘူးကျွန်တော်စာမေးပွဲဖြေနေရင်းနဲ့အဲ့ဒီအေးဆက်ဆက်အတန်တွေကနားထဲမှာကြားရောက်နေတော့မယ်အဲ့ဒီနေ့ကစာမေးပွဲကိုဘယ်လိုဖြေခဲ့မိလဲဆိုတာတော့မမှတ်မိတော့ပါဘူးဗျာဒီနေ့ဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ဖြစ်ရမှန်ဇလန်လေးတွေကိုပေးပို့ပေးခြင်းနဲ့ဆိုရင်တော့ဗီဒီယိုထဲမှာဖော်ပြထားတဲ့ Telegram အကောင့်လေးကနေတဆင့်ဆက်သွယ်ပြီးတော့ပေးပို့နိုင်ပါတယ်Dak Share Channel လေးကိုလည်း Like and Subscribe လေးလုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်အားလုံးပဲကောင်းသောညလေးဖြစ်ကြပါစေ